ဒီနေ့ငါးဈေးသွားတဲ့ vlog လေးရိုက်မှာဖြစ်ပါတယ်။ဒါတော့ငါးဈေးသွားဖို့တိုင်ပင်နေကြတာဖြစ်ပါတယ်။သွားကန်ကြီးကိုတစ်ဖြက်ပဲလေးပေးလိုက်ပါမယ်ရှင်။ကျမတို့ရဲ့အတော်ကတော့ငါးဈေးသွားတော့ဘောက်တာအော်ပဇွန်အကြီးဝယ်ခဲ့မယ်တဲ့။အဲ့လိုမျိုးအကြီးပြပြီးဆိုတော့ဘာလို့မလဲပုံးလိုရယ်လေသူပဇွန်အကြီးဝယ်မှာဆိုတော့ပုံးနဲ့အပြည့်ထည့်မှာပါသွားပါပြီ။ဒါတော့ကုန်းကျော်ရောက်နေပါပြီ။ကဲပတ်စံပါလားပဇွန်ဝဲပတ်စံပါလားအန်ဒီယာအော်ဒီပါပတ်စံနေအများကြီးပြပါတယ်ဝယ်မားတဲ့အပုံးနဲ့အပြည့်ဝယ်မားတဲ့ရောက်ရှိပါပြီငါးဈေးကိုရောက်ရှိသွားပါပြီငါးဈေးသွားတဲ့ရှူငါးဈေးသွားနည်းနည်းပဲမြတာမြန်ငါးဈေးရောက်ပါပြီဒါတော့ဟိုဒီချရတာပေါ့နော်ရှားနေရရောက်ကနေစိုက်နေပတ်စားဘလောက်ဆိုင်ပေါ်ဝယ်မဲ့ဟာမတွေ့သေးဘူးရှားမယ်ပဇွန်ရှားမယ်အော်ကြည်တယ်ရွေးတယ်ချဲတယ်အော်လှလိုက်တာနောက်ဆုံးတော့တွေးချိခဲ့ပါပြီဝယ်လိုက်တာပဇွန်ကဝယ်တာမရဲလိုက်ရဘူးပြည်ချင်းကပဲရဲလိုက်ရပါတယ်အော်ဒီဇိုင်းခုနဒီဇိုင်းကြည့်လိုက်ပါအခုအော်ဒီဇိုင်းကတခြားစီပါပဲရှင်ကဲပြီးပါပြီပြန်ပါမယ်အချင်းလုံးဖို့အတွက်အရွယ်လေးပါလေးညာလေးတာတကလေးဝယ်ပါမယ်ပြီးရင်အရင်ချက်တဲ့ဟာလေးပြမယ်လိုက်ခဲ့ချက်ပါမယ်ပြုတ်ပါမယ်အခုပြည်ချင်းကကိုဘာမို့လဲလည်းမသိနေပြီးတော့စီးတယ်အဲ့ထက်ကမျက်လုံးတွေထုတ်တယ်ပြီးတော့အညှိနှမ်းပြအောင်တမယာသီးလေးညှစ်ပြီးတော့နေတယ်စီးတယ်ကြောမယ်ပြီးရင်ပြုတ်လိုက်မယ်ယူနစ်ပူတွေကိုပြုတ်လိုက်မယ်ပြုတ်တဲ့ထဲမှာစပက်လင်ထည့်ပြီးတော့ပြုတ်ပဲလေပြုတ်ပြီးတော့ဆဲမယ်ပေါ့နော်ဟိုကပဇွန်ကပြုတ်ပြီးသားပဇွန်ပြုတ်တာမရိုက်လိုက်ရအောင်ပြုတ်ပြီးသားဆဲပဲပြီးချင်းကပပလီလှီးပြီးအရွက်တွေစိတ်ထားတစ်ခါပြမယ်ရွက်ကလေးနဲ့ညတရကအချင်းလောက်တာလည်းမရိုက်လိုက်ရအောင်လုတ်တယ်လို့ပဲသဘောထားလိုက်မယ်အခုရပြီပဲကြစံလည်းပြုတ်ပြီးသွားပြီဆိုတော့ decoration လေးလုပ်ပြီးတော့ထည့်မယ်ခုနလှီးထားပြီးချင်းကလေးကိုပလေးထည့်မယ်ပြီးရင်ပဇွန်လေးကိုလည်းဖြူမယ်ခုနစိတ်ထားတဲ့အရွက်တွေကိုလည်းအပေါ်ကနေပြီးတော့ဖြန့်ထည့်မယ်မရိုက်လိုက်ရတဲ့အချင်းလောက်တာလေးကိုလည်းထဲလိုက်အချင်းလောက်တဲ့ဟာလေးအပေါ်ကနေဖြူလိုက်မယ်ရပြီစားမယ်ကြိုက်တယ်ရန်ကောင်းဒါပဲဘိုင်